အားလုံးပဲမင်္ဂလာပါ Audio Box ပိုင်း Risbella နဲ့မှကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတော့ဆရာကြီးဦးဖိုးကြားရဲ့မြို့အုပ်မင်းဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြသွားခြင်းပါတယ်အားလုံးပဲနားတော်တာဆင်ခံစားပေးကြပါအောင်ရှင်ဦးဖိုးကြားမြို့အုပ်မင်းမြန်မာနိုင်ငံမြေလက်အရက်မြို့ငယ်တစ်ခုသို့တခါကအမျိုးသားကြောင့်ကြည့်ရှုရန်တွားရ၏သင်္ဘောနှင့်လာခဲ့ရာလမ်းတွင်ရွာတစ်ခုသို့ခိတ္တဆိုင်ကပ်ရ၏ကမ်းထိပ်တွင်လူခန့်ခန့်တယောက်ကာကီဘောင်းဘီတို့အင်ကြီးလက်တို့အုတ်ထုတ်နေရောင်ကမြင့်မှန်ဒုတ်ကောက်တို့ကိုဝစ်စင်ကင်ဆွဲကမြင်ရ၏အနီးတစ်ဝိုက်တွင်ရွာသား9ယောက်10ယောက်မျှခြံရံလျက်ရှိ၏တရီအိတ်ရာလိတ်ရေဘူးလက်ဆွဲချင်းစာချင်းတို့ကိုလည်းမြင်ရ၏ငပြောခိုင်အုံသီးတို့ကိုလည်းမြင်ရ၏ဧကန္နအစိုးရအရာရှိတယောက်ဖြစ်ရမည်ဘာအရာရှိပါလဲသင်္ဘောမှာအငယ်စားနှစ်ထပ်ဖြစ်၍ဒုတိယခန်းမပါချေကုန်းပတ်နှင့်ဦးခန်းပထမခန်းသာပါ၏ကျွန်ုပ်မှလည်းအလုတ်ကလေးရှိသည်နှင့်၎င်းဦးခန်းတွင်စီနှင်ခဲ့၏ကျွန်ုပ်သည်ထိုအရာရှိကိုနောက်ထပ်မကြည့်ဘဲစာကြည့်နေ၏မကြမီပင်ထိုအရာရှိ၏တပည့်နှစ်ယောက်သည်ဦးခန်းတွင်ပစ္စည်းတို့ကိုနေရာချလာ၏ငပြောခိုင်အုံသီးခိုင်တို့မှကျွန်ုပ်အနားတွင်ရောက်နေ၏စောင်းငဲကြည့်လိုက်ရာကြက်ဥချင်းကိုလည်းထပ်၍တွေ့ရ၏သူတို့အစိုးရဘက်ဒီလိုကြီးပဲငပြောအုံကြက်ဥဒါတွေလုံနေကြတာပဲထင်ပါရဲ့ဒါတွေဟာအရက်သားတွေဟာမရှိမဲ့ရှိမဲ့နဲ့လက်ဆောင်ပေးကြတာတွေပဲမျက်နှာရဖို့ပေးရတာကြောက်လို့ပေးရတာတွေလည်းပါခြင်းပါမှာပဲဟူ၍ထိုတွေ့ရမည့်အရာရှိကိုစိတ်ထဲကဘာတတာရှိသွား၏များမကြာမီရှေ့တော်ပြေဖနှက်တန်ပြင်းပြင်းကိုကြားရပြီးနောက်စပွဲတစ်ဖက်တွင်ကလထိုင်တစ်ခုကိုဆွဲ၍ထိုင်သည်ကိုရိပ်ရိပ်မြင်လိုက်၏စိတ်ထဲကဘာတတာရှိ၍ပင်လှည့်၍မကြည့်ပဲကိုယ်စာကိုစိုက်ကြည့်နေလိုက်၏2မိနစ်3မိနစ်မြကြာသောအခါ Hello I say အောင်မေမင်းနေကွယ်ဟုအတန်ကြားမှလှဲ့မော့ကြည့်လိုက်ရာအလွန်ရင်းနှီးသောမိတ်ဆွေတငယ်ချင်းဖြစ်နေသည်ကိုတွေ့ရတော့၏ထိုတငယ်ချင်းကဟိုကောလိပ်ကျောင်းယောက်ျားစားကဘလူကံဖန်တီးသည်မသိရထိုသူနှင့်အလွန်ချစ်ခင်ရင်းနှီး၍တခန်းထဲတွင်အိယာရှင်၍နေရ၏သွားအတူလာအတူစားအတူနေအတူမခွဲကြသောတငယ်ချင်းနှစ်ယောက်ဖြစ်၏သဘောချင်းလည်းများသောအားဖြင့်တူ၏မြမစာပေကိုအထူးသဖြင့်အတူတူလိုက်စားကြ၏သတင်းစာဖတ်ဝါသနာရှိကြ၏မကြာမီပင်စောင်းပါများဝင်ရောက်ရေးကြ၏ပြင်ပပြင်လွင်အစည်းအဝေးသို့ရောက်သည်ကများ၏တခါတခါလဲဝင်ရောက်ဆွတ်ခဲ့ကြ၏ကျောင်းတွင်အသင်းမျိုးမျိုးထောင်ရ၌ကျွန်ုပ်တို့နှစ်ယောက်လက်ချက်မကင်းစီဤသို့နေခဲ့ကြရာ1282ခုတပိတ်မောက်ကိစ္စပေါ်သောအခါနှစ်ယောက်လုံးပင်ထွက်ခဲ့ကြ၏တို့ရာတွင်တလအကြာ၌ထိုကျွန်ုပ်၏တငယ်ချင်းမှာကောလိပ်ကျောင်းသို့ပြန်သွား၏သွားရောက်ခြင်းကအရေးပိုင်တယောက်သမီးနှင့်မိဘများကစိတ်ဆက်ထားရာထိုနှစ်၌ဘီရေစာမေးပွဲကိုအောင်မြင်မှသာပေးစားရန်စကားတစ်ခုထားရသောဟု၏ထိုအရေးပိုင်သမီးမှာကျွန်ုပ်တို့ကောလိပ်တွင်ရှိ၍ကျွန်ုပ်တို့အောက်တန်းငယ်၏ကျွန်ုပ်နှင့်လည်းရင်းနှီးခင်မင်ပါ၏၎င်းမည်ကမတ်တင်ဖြစ်၏ထိုအေယာမအကြောင်းကြီးကြောင့်ခမညာမှာစိတ်လေးလေးနှင့်ပြန်ရခြင်းဖြစ်၏ညီတို့ပင်ဖြစ်စေထိုတို့ပြန်သွားသည့်အတွက်ကျွန်ုပ်သည်ထိုသူအပေါ်တွင်အထင်အမြင်သေးခဲ့လေပြီမကြေမချမ်းရှိခဲ့လေပြီကျောင်းပြန်ရောက်ဘီအေအောင်အရေးပိုင်သမီးရမြို့အုပ်ဖြစ်သွားပြီဟုသောသတင်းကိုလည်းကြားခဲ့ရ၏ထို့သို့အထင်အမြင်သေးစိတ်မကြေချမ်းသဖြင့်လည်းယခုတွေ့ရသည့်အခါ၌ကျွန်ုပ်ကခက်တန်းတန်းမျက်နှာထား၍နေလိုက်၏ထိုမြို့အုပ်က Hello I see မင်းနဲ့ကွယ်အစင်သင့်လိုက်တာမင်းကိုတွေ့ကျင်တာအတော်ကြပြီအခုအစင်သင့်ပဲလာတွေ့ရတယ်အေးငါလည်းတွေ့ရတာဝမ်းသာပါတယ်ကွယ်စိတ်မပတပါပြောသည်မင်းစိတ်ထဲဘာဖြစ်နေရဲဆိုတာငါသိပါတယ်ကွယ်ဒါကြောင့်ပဲမင်းကိုတွေ့ချင်နေတာပဲမင်းမျိုးအုပ်ဖြစ်တယ်လို့တော့ကြားလိုက်ပါရဲ့အခုဘယ်မြို့မှာလဲငါအခုမြို့မှာရောက်နေတယ်အခုရွာတရွာမှာအမှုတစ်ခုရှိလို့စုံစမ်းရာကပြန်လာခဲ့တယ်နေပါဦးမင်းမျိုးအုပ်ဖြစ်တာတော့ဟုတ်ပါပြီလာကစားဆိုတော့သူများခိုင်းတာလုပ်နေရတာပေါ့
ငါနှမျောတာကမင်းနဲ့ငါနဲ့ကျောင်းမာတော့ကပင်ပန်းခံပြီးမြမစာတွေပညာတွေစီးပူးလာခဲ့ကြတယ်မင်းမှာတော့အင်္ဂလိပ်ဘက်ကပြီးလဲအောင်ပြီးအခုမင်းလုံနေတဲ့အလုံးနဲ့အဲ့ဒီပညာတွေနဲ့ဘာဆိုင်တယ်လဲမင်းပညာတွေမင်းမနှမျောဘူးလားငါတော့နှမျောတာပဲမြို့အုပ်ကဘာမှပြန်မပြောပြုံးရည်ရွေတာနေ၏အဲ့ဒီတော့မင်းကငါစိတ်နာတာပေါ့မင်းလိုလူတယောက်ကအခါစားတပားကြုံလုံနေရဲဆိုတော့ခွာမကြဘူးလားမင်းကိုမြို့အုပ်မင်းရဲ့လို့အဘလောက်အဖိုးလောက်တွေကဝိုင်းရှစ်ခိုးဖျားထူဟိုငပြောတို့အုံးတို့ကြက်ဥတို့ကိုမတထာရတထာရီပြီးမင်းတို့ကယူအထက်ကအစိုးရတွေမျက်နှာရအောင်လို့အခွန်တွေနင်းကန်တောင်းလူတွေတန်းတက်ထောင်ချမင်းကဒါမျိုးတွေတာယာနေတာပေါ့ဟုတ်စစိတ်ပေါက်ပေါက်နေပြောသည်မြို့အုပ်ကမင်းမဆွဆွဲစရာတွေဒါအကုန်ပဲလားဟုပြုံးရည်ရွေမေးလေ၏မကုံသေးဘူးအပုံကြီးကြံသေးတယ်လက်စားတာတွေသူများမရမျက်ရည်ကြမှာကိုမရထမင်းဝတာစိန်ဝတ်ရတာတွေအစိုးရအရာရှိနဲ့တူအောင်တောက်စားမူယူအပျော်လိုက်တာတွေဘာကြံသေးတယ်လဲမင်းကဒါမျိုးတွေလောကနိဗ္ဗာန်ထင်ပြီးပျော်မြူးနေတာပေါ့မင်းမှာငကိုစိတ်ကောင်းအကျင့်ကောင်းရှိတာငါသိတယ်အခုတော့ပြက်ကုံရောပေါ့စူပြီးသားပညာတွေပျောက်ကုန်ပြီငါနှမျောသားကိုတငယ်ချင်းရဲ့ဒါတွေကမင်းထင်မြင်ချက်တွေဆိုပါတော့ဘာပဲဖြစ်ဖြစ်ကိုအဲ့ဒီစိတ်မချမ်းသာစရာတွေထားပါတော့အခု9နှစ်6နှစ်ကြာပြီးမှပြန်တွေ့ရတဲ့အခါရှေးဟောင်းနှောင်းဖြစ်ဆိုသလိုကြီးကြီးတတအကြောင်းပဲပြောကြပါစို့ကွယ်ဒါကတော့ပြောရပါတယ်ငါကအဖြစ်ကိုပြောပြတာပါနေပါဦးဒါဖြင့်မင်းမိမမတင်ကောအခုဒီမြို့မှာပဲလားအေးဟုတ်တယ်မင်းအိမ်ရောက်တော့တွေ့မှာပါမင်းအိမ်ကိုငါရောက်ချင်မှရောက်မှာမင်းရောက်ရမယ်မင်းငါအိမ်မှာတဲရမယ်အလိုဗျာမလောက်ပါနဲ့နေရှင်နယ်ကျောင်းဘက်ကလူနဲ့မြို့အုပ်မင်းနဲ့ဘယ်ဖြစ်မလဲကွဖြစ်နိုင်တာကိုငါပြမယ်ဟေ့မလုံနဲ့ကွတော်တော်ကြာငါအတွက်ကြောင့်မင်းကိုအထက်ကအရာရှိတွေကမေးလာစမ်းလာနဲ့ပြီးတော့မင်းရာထူးကိုထိနေပါအောင်မယ်မလုံပါနဲ့ကွငါဘာသာငါအေးကျောင်းဆရာကြီးအိမ်မှာတဲပါမယ်မင်းအိမ်ကိုတတ်လာလဲတာပေါ့မင်းဘယ်မှမတဲရဘူးငါစီမှာပဲတဲရမယ်မင်းဆရာကြီးတွေကျောင်းကော်မတီလူကြီးတွေငါပြောရင်ပြီးတယ်အလေအတော်လာပါကလားနေရှင်နယ်ဘက်ကလူတွေကမင်းထက်အရေးပိုင်တွေမင်းကြီးတွေပြောတာနားထောင်ခြင်းမှာထောင်ပါကွမင်းကလီမထွားပါနဲ့အေးကွထွားတာမထွားတာမင်းသိမှာပေါ့ဘာပဲဖြစ်ဖြစ်ငါအိမ်မှာပဲတဲရမယ်ထို့သို့ညင်းခုန်နေကြစဉ်ပင်ထိုမျိုးသို့တင်းပေါ်ဆိုင်လေ၏ကျွန်ုပ်လာမည်ဟုအကြောင်းကြားထားနှင့်၍ကျောင်းဆိုင်ရာလူကြီးများဆရာများလာရောက်ကြိုဆိုနေကြ၏တင်ပေါ်ဆိုင်လင်ပင်ထိုသူတို့တက်လာ၍မြို့အုပ်မင်းကိုသူ့ထက်ငါအရင်အားတက်တရောနှုတ်ဆက်ကြ၏ပြီးမှကျွန်ုပ်ကိုနှုတ်ခွန်းဆက်၍ကျောင်းဥက္ကဋ္ဌကမြို့အုပ်မင်းဟောတာကျွန်တော်တို့အမျိုးသားကျွန်တော်သိပါတယ်ဗျာကျွန်တော်နဲ့ကျောင်းနေဖက်တငယ်ချင်းပဲအခုတင်းပေါ်ပေါ်မှာရန်နှောင်းဖြစ်လာကြသေးတယ်သူ့ကိုကျွန်တော်အိမ်မှာတဲဖို့ပြောပြီးပြီကျွန်တော်တို့လည်းပြင်ဆင်ထားတာပဲနှုတ်ပေမဲ့မြို့အုပ်မင်းကဆိုရင်ဘာဖြစ်ဖြစ်သဘောရှိပေါ့ဗျာထိုအခါကျွန်တော်တွေးလိုက်သည်ကတွေးကြတဲ့အခါငါ့ကိုကြော်ပြီးသူ့ကိုအရင်နှုတ်ဆက်ကြတယ်ပြီးတော့လေအင်မတန်မြင့်မြတ်နုံနုံခင်ခင်မင်းမင်းပဲပြီးတော့မြို့အုပ်မင်းသဘောအတိုင်းပေါ့တဲ့ဒါအတော်ထူးတာပဲဒီအကောင်တစ်ခုခုတော့လှုပ်ထားပြီထင်တယ်နောက်မှစုံစမ်းကြည့်အောင်မယ်ဟုတွေးပြီးနောက်မြို့အုပ်မင်းအိမ်သို့လိုက်သွားရလေ၏အိမ်တွင်မြို့အုပ်ကတော့မတ်တင်နဲ့ချစ်ခင်ရင်းနှီးစွာနှုတ်ခွန်းဆက်တာစကားစမြည်ပြောနေရ၏နောက်တစ်နေ့ကျောင်းစစ်ပြီးနောက်ဆရာကြီးကိုလက်တို့ခေါ်၍မြို့အုပ်အကြောင်းကိုစုံစမ်းမေးမြန်းရ၏၎င်းဆရာကြီးကကျွန်ုပ်ဤတပည့်တပန်းဖြစ်ဖူး၏ဆရာကြီးပြောချက်တို့ကအောက်ပါအတိုင်းဒီမြို့အုပ်အကြောင်းလားဆရာဟာလူထူးပဲသူမှမျိုးချစ်စိတ်ရှိတဲ့သူတော်ကောင်းဗျသူ့အစိုးရဝတ္တရားလဲတကွမှမပြတ်ဘူးသူများအကျိုးလဲတိတ်ဆောင်တာပဲဟောအခုအမျိုးသားเจ้าဟာအရင်ကပြက်မလို့ဖြစ်နေတော့သူရောက်လာတာနဲ့သူပြန်ပြီးထူထောင်တာပဲဆိုပါတော့ဗျာသူတို့မတော့မင်းဆိုတော့ဩစာရှိပြီးသားကလားမြို့ပေါ်ရွာပေါ်ကလူတွေသူကဆိုရင်လိုက်ကြလောက်ကြရတာပေါ့ဗျာအဆုံးမတော့ဒီเจ้าကသူ့ကိုအားကိုးနေရတာပဲဗျပြောရအောင်မေသူ့အကြောင်းပြောရတာလက်ဖက်စားရတာထက်မြင်သေးတယ်သူဒီနယ်ရောက်လာမှလူဆိုးတခုမရှိသလောက်ပါပဲခမညာသူ့အုပ်ဆိုးပုံကတဲဟုတ်တာကိုနီးကြတယ်ရင်ကြီးတိမ်မွေတယ်နက်နဲတယ်အကျိုးထိရောက်တယ်ဥပမာ190အလုံးမရှိကြော်စောတွေကိုရှာဖွေဖမ်းဆီးတယ်ဖမ်းတာကသူများလိုထောင်ချဖို့မဟုတ်ဘူးသူကအလုတ်ရှာပေးဖို့ဖြစ်တယ်
ကျွန်တော်တို့ဟိုတောင်ပိုင်းကညိုကြီးဆိုတာတခိုးဖို့ဓမြကြီးပေါ့ဟောမြို့အုပ်မင်းကသူ့ကိုခေါ်တဲ့ပြီးလက်ဖက်ရည်ဆိုင်တီးပေးတဲ့မြို့အုပ်မင်းကိုယ်တိုင်ငွေ150စိုက်ပေးတဲ့ဆိုင်ကိုလည်းသူ့ကိုယ်တိုင်ကြီးကြက်ပေးတာပဲတူပြောမယ်ဗျာမနှက်ချမ်းညာချမ်းမြို့အုပ်မင်းကိုယ်တိုင်လာပြီးလက်ဖက်ရည်ဖြော်နေအောင်ပြပေးတဲ့လူစီလိုက်တာဆရာရဲ့အနားကကလားဆိုင်တွေတရုတ်ဆိုင်တွေတောင်ပြုတ်ကုန်တာပဲညိုကြီးတောင်မကဘူးစိုးတေနေတဲ့လူ3-4ယောက်လဲဒီဆိုင်ရောက်ပြီးအင်မတန်တေဝဝဖြစ်ပြီးအခုအားလုံးပဲအိမ်နဲ့ယာနဲ့ချမ်းသာလို့ပါကလားဗျအဲ့ဒါမကသေးဘူးညိုကြီးတို့ကျွတ်ပုံကအခုမစိုးတဲ့အပြင်ဖျားကြီးတရားကြီးနဲ့ဝစ်အသင်းတစ်ခုထောင်တဲ့ညာတိုင်းဟိုမြို့လေကဓမ္မယုံမှာပြိတံမဆဲဘူးဗျလူဆိုးတခိုးဓမြတွေဥပဒကာဖြစ်ကုန်တာမထူးဘူးလားဆရာရဲ့ဒီပြင်ကြံတဲ့ပေးတေလူတွေလူလေလူလွင့်တွေကိုလည်းတိန်ကြုံဖမ်းပြီးအထိုက်အလျောက်အလုပ်ရှာပေးတယ်တချို့လဲစပားဆက်ထဲရောက်တချို့လဲသူ့ယုံမှာတုံးဟိုဒီပေါ့ဗျာနေရာချပေးလိုက်တာပဲတချို့မင်းတွေကသူတို့အစိုးရဥပဒေအရဆိုပြီးဒီလိုလူစားတွေကိုဖမ်းချုပ်ထောင်ချဒါပဲတက်တယ်ဟိုညိုကြီးတို့လိုလူကတော့ထောင်ကျပြီးတာ9ခါ10ခါထမနေဘူးဖြုံတော့မဖြုံဘူးပိုတော့ဆိုးလာသေးတယ်ဟောအခုမျိုးအုပ်မင်းနီးနေတော့ဟိညိုကြီးမင်းမစိုးရင်တက်ပြစ်မယ်ဆိုတာတော့အသေးခံမဲ့ဘဝရောက်နေပြီဆရာရဲ့မျိုးအုပ်မင်းမရောက်ခင်ကဒီမျိုးကလူငယ်လူရွယ်တွေဟာအားလုံးကြဘိုးကြီးပဲဆရာကြီးညနေဆိုဘိုးစတော့တရှိသမျှလေးဝက်လက်ဖက်ရည်ဆိုင်ထိုင်းအပြင်းစုပြောအပြင်းစုလုတ်ဈေးပြန်တွေကိုမျက်စိအရသာခံပြီးပို့မဟာတရားပြောပြောင်းလောင်းညအခါအတန်ဆိုးအတန်ပြဲကြီးတွေနဲ့ရွာရိုးလျှောက်ပြီးတချင်းဆိုဟားတိုက်ရမ်းဖြစ်စိုးခိုးတိုက်အဲ့ဒါနဲ့အချိန်ကုန်တာပဲတယောက်မှအကောင်းမရှိဘူးဗျမောင်မင်းကြီးသားမြို့အုပ်ရောက်လာလို့3-4လသာကြာတယ်စာဖတ်အသင်းတစ်ခုဖွင့်ပေးတယ်သူကိုယ်တိုင်ကငွေ300ကျပ်ထုတ်ပြီးစာအုပ်စာတမ်းဝယ်ပေးတယ်သတင်းစာမဂ္ဂဇင်းဂျာနယ်ဝယ်ပေးတယ်ဈေးနာကအခန်းတစ်ခုငှားပြီးအသင်းတိုက်ပြီးတကတ်တိုက်လှုပ်ထားတယ်အခုလူငယ်လူရွယ်တွေအဲ့ဒီရောက်ကုန်ပြီစာဖတ်ဝါသနာမပါတဲ့အကောင်တွေလည်းမြို့အုပ်ကိုကြောက်တာနဲ့တွားဖတ်ရတာပဲအဲ့ဒီအသင်းတိုင်းမှာစကားပြိုင်ပွဲအဟောအပျော်ပွဲမကြလုပ်ပေးတယ်မြို့ရဲရွာတဲကမြမစာပေတက်သူရာဇဝင်တက်သူပြီးတကတ်တက်သူစေးအတက်တက်သူအဲ့ဒါလိုကျွမ်းကျင်တဲ့လူတွေကိုမကြဟောပြောစီတယ်ပြီးတော့ရှိသေးတယ်ဗျာဆင်းရဲတဲ့ကလေးအချိန်လွန်တဲ့လူကြီးအဲ့ဒါလိုလူတွေတော့အဲ့ဒီအသင်းယုံကြီးမှာပဲအခလော့ညကြောင်တစ်ခုဖွင့်ထားတယ်မြို့အုပ်မင်းကိုယ်တိုင်အင်္ဂလိပ်စာတစ်ချိန်ယူတင်တယ်မိန်းမတွေလည်းကောင်းမနေရဘူးဆရာသူ့မင်းကတော့ကလည်း BA ကိုဗျသူတို့နတ်ဖတ်တာပဲဆရာမိန်းမတွေအလုပ်ရဖို့စလိတ်ခုံထောင်စီတယ်ပန်းထိုးစားထိုးပန်းခိုင်လို့ရက်တောင်လို့ဟာစုံလို့ပါပဲဗျာအခုတော့တမျိုးလုံးတစ်နေလုံးနတ်ပြည်ပါပဲဆရာရဲ့လက်ဦးတော့အထက်အစိုးရအရေးပိုင်တို့ဘာတို့ကသူ့ကိုတမျိုးထင်ပြီးမတင်ကားလို့စုံစမ်းတယ်တခါကအရေးပိုင်ကိုယ်တိုင်လာပြီးဘိုးတဲမှာသူ့ခေါ်မိတယ်ကျွန်တော်တို့လည်းအမတ်တမဲ့လိုက်သွားပြီးဘိုးယုံအောက်ကချောင်းနားထောင်နေတယ်ဟာဘာပြောကောင်းမလဲအရေးပိုင်ကိုသူကတရားဟောလွှတ်လိုက်တာပေါ့အပြောကလည်းကောင်းတယ်ဆရာကြီးခမအင်္ဂလိပ်အစစ်အရေးပိုင်ထက်သူကအင်္ဂလိပ်စကားပြောကောင်းသေးတယ်နောက်ဆုံးတော့အရေးပိုင်အရေးလဲသွားတာပေါ့အခုသူ့နီးတွေအတူခိုးဖို့ကောင်းကြောင်းနဲ့ဒီပြင်မျိုးအုပ်မျိုးချုပ်တွေကိုလည်းပြောတယ်ဆိုထင်ပါရဲ့ဗျာဒီမျိုးအုပ်ကလူထူးဗျဆင်းရဲတဲ့လူမျက်နှာမရှိတဲ့လူကိုပိုးပြီးအရေးလုပ်တယ်ဥပမာမตาအတုပါရှိရင်မျက်နှာကြီးတဲ့ကဆိုရင်တော်ရုံပဲဝတ်ကုံကြီးကုံလောက်သွားလိုက်တယ်ဟောဆင်းရဲနွမ်းပါတဲ့လူဆိုရင်တိမတိရောက်အောင်ကြိုးစားသွားတယ်သွားရုံမကဘူးသူကိုယ်တိုင်မตาရှင်လုပ်နေတာပဲလူပိုစီတာပေါ့ဗျအလူတန်းအခမ်းနာသူမပိုင်မပြီးဘူးတခါကဆရာကိုပြချင်တယ်ဟိုเจ้าနာကရှင်ပြုတ်တစ်ခုမှာတရားနာပြီးလို့ရေဆက်ချမယ်လို့တော့မြို့အုပ်ရောက်မလာသေးတာနဲ့အလူရှင်ကရေဆက်မချဘူးဆိုင်းနေတဲ့အလူရှင်ရောဖုံးကြီးတွေရောပြိတ္တတွေရောအကုန်စောင့်နေကြတဲ့ဒီတော့မှသူ့ကိုမရမကအမြန်သွားခေါ်လို့ရောက်လာမှရေဆက်ချတဲ့ဗျာအဲ့ဒါသာကြည့်တော့သူ့စီကိုအမှုမျိုးစုံရောက်တယ်ဆရာကြီးအစိုးရနဲ့ဆိုင်တဲ့အမှုကိုပြောတာမဟုတ်ဘူးကုံပြောမယ်သမီးကြီးစားကိစ္စတောင်သူ့စီရောက်တယ်ဘာကြသေးတယ်လဲဟိုဈေးနာကကြံရောင်းနဲ့မဲမုံရဲသူ့ကြီးစားတာရီကသူ့ကိုဖျက်ထားတယ်တို့အဲ့ဒါမဲမုံကမျိုးစီသွားပြီးငိုတိုင်တဲ့မြို့ကတာရီကိုခေါ်ပြီးအောင်သွယ်လုပ်ပေးလိုက်ရသေးတယ်အခုသူတို့လင်မယားဦးမြူးနေကြတာပေါ့ဗျမြို့ရေးရွာရေးမှလည်းသူ့လှုပ်လိုက်ရင်အောင်မြင်တာပဲ
သူကကောင်းထားတော့ငွေကြီးဆိုတာ100ဆိုလဲချက်ချင်း1000ဆိုလဲချက်ချင်းရတာဗျဝါဝင်ဝါထွက်တကြံအခါကြီးနေ့ရက်ကြီးများမှာဆရာကိုပြကျင်တယ်လာပြီးကြော့ကြတာတွေအဝတ်အစားအသီးအနှံမျိုးစုံပါပဲဗျာအဲ့ဒီအစမတန်ရတာတွေလဲနည်းနည်းပါးသာခြံထားပြီးစင်းရဲနွမ်းပါတဲ့လူတွေကိုအကုန်ပေးဖြစ်တာပဲဆရာကြီးမနစ်ကဒီမျိုးအုံနှစ်စီလို့ဆိုလားအထက်အစိုးရကနေပြောင်းဖို့စီမံတဲ့ဒီအကြောင်းလဲကြားကြရောဟာဘာပြောကောင်းမလဲမျိုးရောနေရောကဘာပြက်တယ်လို့ပါပဲဗျာတခါတဲ့လူစုပြီးလူ1000လောက်ရှိပါလိမ့်မယ်အရေးပိုင်စီသွားကြတာပဲဘဲကရှောက်လွှာတွေဘာတွေလုံနေမလဲပါဆက်နဲ့ဝိုင်းပြောကြတာပဲတချို့ဆင်းရဲတဲ့လူတွေမိန်းမတွေကငိုတောင်တောင်းပန်ကြတဲ့အရေးပိုင်လဲတန်ကအားဖျားမဆန်တာဆိုတလို့မပြောင်းရဖို့စီမံလိုက်တဲ့ဒါပေမဲ့တနေ့နေ့တော့ပြောင်းရမှာပဲတဲ့အဲ့ဒါကိုအခုမျိုးနယ်ကစီမံထားတာကနောက်တစ်ခါပြောင်းရမယ်ဆိုရင်မင်းကြီးအထိဘရင်ခန့်အထိလူတက်ချီပြီးသွားတောင်းပန်ကြမယ်တဲ့ဗျမရတဲ့အဆုံးကြရင်မြို့အုပ်အလုတ်ကထွက်စီပြီးသူတို့မြို့မှာပဲထားမတဲ့အရက်ကကြေးခွဲငွေစုပြီးအစိုးရကပေးတဲ့လကထက်နှစ်ဆပေးထားမယ်လို့စီမံထားကြတယ်ဗျဒါဟာကြွားတာမဟုတ်ဘူးအေကန်လောက်ကြမှာပဲအဲ့ဒါပဲဆရာရဲ့ဒီမြို့အုံမင်းအကြောင်းပြောလို့မကုန်ပါဘူးအရင်အမှားတွေကနဲ့တူတာပါပဲဗျာထိုအခါကျွန်ုပ်ကအေးတာတို့ကွယ်တာတို့မင်းကိုလည်းပြောပြတဲ့အတွက်အင်မတန်ကျေးဇူးတင်တဲ့ကွယ်ဆို၍ပီတိဖြစ်ခါ9မိနစ်မြငြိမ်သက်၍နေကြရ၏မြို့အုပ်ဤအိမ်သို့ပြန်ရောက်ထမင်းစားတော့ကြပြီးနောက်မြို့အုပ်ကတော့မတ်တင်ကကိုင်းဆရာကြားရေရှင့်တငယ်ချင်းတော့တစိတ်ပြောခဲ့အောင်မှာပဲမကောင်းတာတော့လောက်တာမဟုတ်ပါဘူးလို့ပေမဲ့တစိတ်လွန်နေထင်တယ်လာက200ကျပ်250ကျပ်ရတယ်ပေးကန့်ပြစ်တာလဲဒီလောက်ပဲကျမမှာဘာလို့ရတယ်လဲသိလားကိုမိပါစီကတလက်သူမိပါစီကတလက်တလကို200ကျပ်300ကျပ်ဆိုသလိုတောင်းတုံးနေရတယ်၎င်းတို့နှစ်ဦးလုံးမိဘများအတန်ကျွဲဝကြ၏ပေးပြစ်ပုံကိုပြောရအောင်မယ်ရုံးခွင်မှာတချို့အပြစ်ရှိတဲ့တရက်ခန့်ကိုဒဏ်တက်လိုက်ကြောဆင်းရဲလို့မဆောင်နိုင်လို့ထောင်ချရတော့မယ်လို့သားမယားမိဘဆွေမျိုးတွေကဝိုင်းငိုကြရောဟောရှင့်တငယ်ချင်းရုံးမင်းကတစ်ဖက်လှဲ့နဲ့ငွေကြိတ်ပေးလိုက်ပါရောရှင်အဲ့ဒီငွေနဲ့ဒဏ်ဆောင်ပြီးသွားကြတယ်တချို့လဲထောင်ဒဏ်ထိုက်လို့ထောင်ချလိုက်ကြောကြံရစ်တဲ့သားမယားမှာဘာမှလုံမစားတတ်ဖြစ်နေရောအဲ့ဒါသူကြားရင်စရိတ်ထောက်ထားတယ်အဲ့ဒါလိုကြီးပေးနေရတာကအခုထိ4-5ဦးရှိတယ်ပြီးတော့ရှိသေးတယ်သူတောသွားရင်အဝတ်အစားများများမပေးလိုက်ဝွန်ဘူးများများပေးလိုက်ရင်တောမှာပေးပစ်ခဲ့တာနဲ့ကုန်တာပဲတခါကစောင်းတွင်းကြီးမှာသားတဲ့အမေတယောက်ကလေးကိုလုံအောင်ပတ်စရာအင်ကြီးအဝင်မရှိတာတွေ့လို့တဲ့သူ့ပေါ်အင်ကြီးချွတ်ပေးခဲ့တယ်အဲ့ဒါလမ်းမှာအေးမိပြီး9ရက်လောက်ခံလိုက်ရသေးတယ်အဲ့ဒါသာကြည့်တော့ရှင်ဘာကြသေးတယ်လဲနောက်လာကပဲတောမှာအမှုတစ်ခုသွားဆောင်စမ်းတော့တက်တီခံရအောင်လာတဲ့မိမပြို2ယောက်အင်ကြီးလုံအောင်မဝတ်နိုင်လို့ထမိန်ရင်ရှားပြီးတပတ်ဆုပ်ချုံပြီးလာကြတဲ့အဲ့ဒါသူ့စည်းကိုထမိန်2ထဲအင်ကြီး2ထဲစိုင်မာဝဲစီပြီးချိတ်ပေးခဲ့တဲ့အခွန်တော်ကောက်ခံတဲ့နေရာမှာသူ့နာမည်အကောင်းဆုံးပေါ့ရှင်ဘယ်နဲ့မကောင်းမဲနေမလဲသူကစိုက်ဆောင်တာများနေတာကိုရှင်သူကိုယ်တိုင်သွားကြည့်လို့အဟုတ်ဆင်းရတာတွေ့ရင်လွတ်တင်လွတ်ခဲ့တယ်ရှော့တင်ရှော့ခံတယ်စိုက်ပေးတင်ပေးခဲ့တယ်ထိုအခါကျွန်ုပ်ကပြောင်လောင်လို၍ပြုံးလျက်နှုတ်ဘေးကလက်ကလေးများမရဘူးလားထိုအခါမင်းကတော်သည်ဟဟပပရီး၍ဟေ့တာတော့ဟိုရီချိုးခန်းပေးမှာငါဖြုတ်ချထားတဲ့ဆိုင်ဖို့ယူခဲ့စမ်းကွယ်ဟုစေလိုက်၍ရောက်လာတော့အခါကင်လက်ရသလားမရဘူးလားအဲ့ဒီဆိုင်ဘုတ်ကိုသာကြည့်တော့ဟုဆို၍ကျွန်ုပ်ရှိသူဆိုင်ဘုတ်ကိုတွန်းလိုက်၏ဆိုင်ဘုတ်တွင်နောက်ဖေးလေကားမှအခွင့်မရှိမတက်ရဟုရေးထား၏မတ်တင်ကဆက်၍အဲ့ဒီဆိုင်ဘုတ်ကိုကျမကယွန်းရှိရနဲ့ဖြုတ်ချပြီးတော်ရမှာထိုးထားလိုက်တယ်ကျမလည်းဒါမျိုးဝါသနာမပါပါဘူးအရက်ကမေတ္တာရှိကြလို့လက်ဆောင်တွေဘာတွေအများကြီးပို့ကြပါတယ်အဲ့ဒါရှင်တငယ်ချင်းကအဲ့ဒီလက်ဆောင်တွေထဲမှာမယိုးတဲ့လက်ဆောင်တွေပါမှာဆိုတဲ့မကြလာစစ်တယ်တခါတော့ကျမကစိတ်ပေါက်ပေါက်ရှိရနဲ့ရှင်ကကျမကိုဒီလောက်အထင်သေးလားဒီနေရာမျိုးမှာရှင့်ထက်ယွန်းရှာသေးတယ်လို့ခက်ဆက်ဆက်ပြောပြီးမှအခုတော့အမေးမြတ်မထူတော့ပါဘူးအဲ့ဒါပဲရှင့်တငယ်ချင်းကိုနည်းနည်းပြောခဲ့အောင်ပါပဲရှင်ကျွန်ုပ်ထိုမျိုးမှမထွက်မီတညတွင်အဆိုပါစာဖတ်သင်းကကမကထပြု၍ကျွန်ုပ်ပြောဟောရန်စီမံ၏
ထိုစကားပြောဟောပွဲသို့အမျိုးသားကျောင်းဆိုင်ရာလူများမျိုးကြီးတို့ဝစ်အသင်းစာဖတ်အသင်းစသဖြင့်မိန်းမယောက်ျားများစွာလာရောက်ကြ၏မြို့အုပ်မင်းမှလည်းကျွန်ုပ်၏အနီးတွင်ထိုင်နေ၏ဟောပြောချိန်ကြာကာလကျွန်ုပ်ကပညာရေးစီးပွားရေးကြီးပွားရေးမှစ၍မျိုးစုံဟောပြောပြီးမှညီကုန်းချုပ်သည်ကယခုဤမျိုးတို့ရောက်မှကျွန်ုပ်၏မိတ်ဆွေမျိုးအုပ်မင်း၏ဂုဏ်တို့ကိုသိရပါတော့သည်ထိုအခါမျိုးအုပ်ကမပြောစီလိုကြောင်းလက်ပြ၏ကျွန်ုပ်ကဆက်၍ပြောသွား၏ထိုမျိုးအုပ်မင်းအားချီးမွမ်းနေရန်လိုမည်မထင်ပါလူတိုင်းသိပြီးဖြစ်ပါသည်အထူးကကျွန်တော်သည်ထိုမျိုးအုပ်မင်းအားမနောကံဖြင့်ပြစ်မှားမိသောအချက်များရှိပါသည်ထိုပြစ်မှားချက်များကိုသူ့ထံတွင်တောင်းပန်မည်ဟုကြံထားပါသည်ယခုကကျွန်တော်ဤပြစ်မှားချက်ကြီးလေသဖြင့်ပရိသတ်ဆုံရာရှိမှတောင်းပန်လိုပါသည်ထိုအခါ၌မြို့အုပ်မင်းသည်ရုပ်ဖြောက်ထွက်သွားလေပြီတဲ့ပထမအချက်ကကျွန်တော်တို့မှာအလွန်ရင်းနှီးသောကောလိပ်ကျောင်းတွေဘက်ဖြစ်ကြပါသည်တပိတ်မောက်စင်ကအတူတူထွက်လာပြီးမှသူသည်ကျောင်းသို့ပြန်သွားလေသဖြင့်သူ့အပေါ်၌အထင်သေးကအလကားလူညာပဲဟုထင်မှတ်ခဲ့မိပါသည်သင်္ဘောပေါ်၌တွေ့စဉ်ကလည်းဒီလူမျိုးအစိုးရဘက်ရောက်မှာပဲအလကားလူတွေပါဟုယူဆကကျွန်ုပ်မှစ၍နှုတ်မဆက်ပဲခတ်တန်းတန်းနေခဲ့မိပါသည်ယခုဤမျိုးတို့ရောက်မှသူ့အကြောင်းသိရပါသဖြင့်ကျွန်တော်ပြစ်မှားခဲ့မိသည်တို့ကိုစုံရာရှိတွင်တောင်းပန်ပါသည်နှင့်ဒုတိယအချက်ကတော့ကောလိပ်မှာရှိကြစဉ်အထူးသဖြင့်မြမစာပေလိုက်စားကြပါသည်သင်္ဘောပေါ်တွင်ရခဲ့တဲ့ပညာနဲ့မင်းမျိုးအုပ်အလုံးနဲ့ပါဆိုင်တဲ့ငါမင်းပညာတွေနှမျောလာတဲ့ကွယ်စသဖြင့်အထင်မှားပြစ်မှားခဲ့မိပါသည်ယခုသူ့အိမ်တွင်စာအုပ်မျိုးစုံဗီဒီယိုကြီးငယ်နဲ့အပြည့်ရှိ၍စာကြည့်လျက်ပင်ရှိသေးသည်ကိုတွေ့ရပါသဖြင့်ကျွန်တော်တောင်းပန်ရပြန်ပါသည်3တတိယအချက်ကတော့အစိုးရအမှုရန်မျိုးအုပ်မျိုးချုပ်တို့မှာအများအားဖြင့်မင်းမှန်တက်ခါတောက်စားပျော်ပါကစားအကျင့်ပြတ်တီကများပါသည်ယခုမိတ်ဆွေမျိုးအုပ်မင်းကိုလည်းဤသို့ပင်ထင်ခဲ့မိပါသည်ယခုမဟုတ်ရုံမကမြို့ရွာနယ်ပယ်စီကားချမ်းသာအောင်ပင်ပြုမှုဆောင်ရွက်လေသဖြင့်တောင်းပန်ခြင်းကိုပြုပါသည်4စထုထအချက်ခါပညာရှိသူတော်ကောင်းပုဂ္ဂိုလ်တို့မှာတကူအာနာရလေသူတစ်ပါးအကျိုးဆောင်နိုင်လေဖြစ်ပါသည်အစိုးရနှင့်တိုင်းသူပြည်သားသည်တစည်းပွားတဲ့ဖြစ်ပါသည်ပူလင်လည်းအတူအေးလင်လည်းအတူဖြစ်ပါသည်ယခုမျိုးအုပ်မင်းစီမံချက်ကိုပညာရှိသောအရေးပိုင်မင်းကြီးများကလည်းသဘောကျသည်ဟုကြားသိရပါသည်၎င်းနည်းကိုအခြားအရာရှိများအတူယူရန်အားပေးသည်ဟုကြားရသဖြင့်ဝမ်းမြောက်လှပါသည်ငါဆောင်ရွက်ကြရာတွင်လူသိနှက်ကြားကြော်ကြားသူများလည်းရှိပါသည်လူအများမသိဘဲကိုကျိုးစွန့်၍အဟုတ်အဟတ်ထိထိရောက်ရောက်ဆောင်ရွက်နေသူများလည်းရှိပါသည်ယခုမျိုးအုပ်မဲမှာနောက်လူစားမျိုးဖြစ်ပါသည်6ကျွန်တော်တို့မှာအရရက်တို့ရောက်၍၎င်းသတင်းစာတွင်ပါ၍၎င်းလူသိများပါသည်ယခုမျိုးအုပ်မဲမှာကချိတ်၍အလုတ်လုံနေသည်ကိုဤနယ်တနယ်တွင်သာသိပါသည်သို့တော်လည်းကျွန်တော်တို့ထက်သူကပိုမိုအလုတ်တွင်ကျဲအရာရောက်နေပါသဖြင့်ကျေးဇူးတင်ဝမ်းမြောက်လှပါသည်9ဤသို့ဂုံကျေးဇူးနှင့်ပြည့်စုံသူအားပြစ်မှားမိသည်ကိုတောင်းပန်ပြီး၍ယခုမြို့နယ်အားတောင်းပန်လိုသည်မှာမြန်မာနိုင်ငံတွင်ဤမျိုးအုပ်မင်းမျိုးအလွန်လိုသောနေရာများစွာတွေ့ခဲ့ရပါသည်ဤမျိုးနယ်ကသဘောကြီးကြီးထားစေလိုပါသည်နောက်တစ်ချိန်မျိုးအုပ်မင်းနေပြောင်းရမည်ရှိသောအခါမကန့်ကွက်ပဲအခြားနယ်သို့ရောက်သွားခြင်းကိုကြည်ဖြူကြစေလိုပါသည်ထိုအခါပရိသတ်လှုပ်လှုပ်ရွရွဖြစ်သွား၏အခြားမြို့ရွာတို့ကိုဂရုဏာထားကြပါမိမိတို့မြို့နယ်ကြီးပွားလာသလိုအခြားဆင်းရဲအောက်ကျသောမြို့နယ်များကိုလည်းကြီးပွားနိုင်စေရန်စေတနာထားတော်မူကြစီလိုပါသည်ဥပမာဝေတန္တရာမင်းကြီးသည်မိုးခေါင်ငတ်မွတ်နေသောကလင်ကရစ်ပြည်သို့ဆင်ဖြူတော်ကိုလှူဖူးပါသည်ဤမြို့နယ်ကလည်းဖျားလောင်းသဘောပိုက်၍မြို့အုပ်မင်းဆင်ဖြူတော်ကိုမိုးခေါင်ငတ်မွတ်နေသောနယ်တို့သို့လှူဒန်းနိုင်ကြပါစေဟုဆုတောင်းမိပါသည်လှူဒန်းရန်မတွန့်တိုကြစေလိုကြောင်းလေးနက်စွာတောင်းပန်ပါသည်ခင်ဗျာမပြတ်မီတနေ့၌ကျွန်ုပ်တို့နှစ်ယောက်အိမ်ရှိတွင်စကားပြောနေကြ၏ကျွန်ုပ်ကစ၍အစည်းအဝေးမှာငါတောင်းပန်တော့မင်းကဘာပြုလို့ထပြေးတယ်လဲမကြားချင်လို့ပေါ့ပြီးတော့လူလည်းမလိုပါဘူး
ဘာဖြစ်လို့မလို့ရမှာလဲကွငါကမင်းကိုပြစ်မှားမိတာပဲမင်းပြစ်မှားတယ်ဆိုတာကကျူးလွန်လို့တဲ့စေတနာမဟုတ်ဘူးငါအဖြစ်အပျက်ငါအခြေအနေကဒီလိုတလွဲထင်စရာဖြစ်နေတယ်မင်းဖွင့်မပြောပေမဲ့မင်းစိတ်ထဲမှာဘာရှိတယ်ဆိုတာငါသိပါတယ်ဟိုတပိတ်မှောက်ပြီးကြောင်းပြန်ဝင်ရတဲ့နေရာစားပြီးငါတနေ့မှစိတ်လက်မချမ်းသာဘူးနှုတ်ပေမဲ့ငါသဘောကိုမင်းသိတဲ့အတိုင်းပဲဖြစ်သည်များအကြောင်းအကောင်းကြီးပဲဆိုပြီးငါရတဲ့တကူကိုအသုံးပြုပြီးတတ်နိုင်သမျှဆောင်ရွက်ခဲ့တာပဲငါနဲ့ရင်းနှီးတဲ့သားမယားမိဘဆွေမျိုးအားလုံးသိကြကုန်ပြီမင်းတရားပဲကြံတယ်တနေ့နေ့မင်းနဲ့တွေ့ရရင်ငါအပေါ်မှာမမှန်တဲ့ဟာတွေရှင်းသွားရင်ငါတေးပြောတာပါပဲဒါကြောင့်လေမင်းနဲ့တင်းဘောပေါ်မှာတွေ့ချင်းမင်းနဲ့တွေ့ချင်တာကြာပြီလို့ငါဆိုလိုက်တာအဲ့ဒီအတိတ်ပဲအခုတွေ့ရပြီရှင်းပြီငါတေးပြောပြီမသေးနဲ့အောင်ဆရာကြီးမင်းလှုပ်ဆရာတွေအများကြီးရှိသေးတယ်ခုခါမင်းလိုလူတယောက်ကိုအသေးမခံနိုင်သေးဘူးမောင်ကြီးမင်းတို့မှာတကိုးအာနာအထိုက်လျောက်ရှိတော့အဲ့ဒီတကိုးကိုသူ့အကျိုးကို့အကျိုးပြီးအောင်ဆောင်ရွက်နိုင်တာဒါလူရင်းပဲကို့အထက်ကအစိုးရလဲခြေနဲ့ကိုတိုင်းလဲခြေနဲ့ဆိုတော့အကောင်းဆုံးပေါ့အဲ့ဒီတော့နောက်တစ်ခါနေပြောင်းရမယ်ဆိုရင်မင်းကိုယ်တိုင်ကပါပြီးပြောင်းလိုက်မှာပဲမင်းပြောင်းရလေအများကျိုးရှိလေနေမှာပဲငါလည်းဒီလိုကြံထားတာပါပဲအခုအရေးပိုင်ကလည်းငါကိုလူဆိုးသူဆိုးပေါ်တဲ့အရက်ဆင်းရဲအောက်ကျနေတဲ့အရက်ကိုရွေးပို့မယ်လို့ကြီးပြောနေတာပဲငါကတော့ဝမ်းသာပါတယ်နှုတ်ပေမဲ့တစ်ချက်တော့ရှိတယ်ကွယ်မတ်တင်ကိုငါတနာတယ်သူတို့မိန်းမဆိုတော့ပစ္စည်းဥစ္စာကျွဲဝခြင်းပါပဲကွယ်ဒီလောက်လည်းမဟုတ်ပါဘူးကွယ်မတ်တင်လည်းဉာဏ်ပညာသေးတယ်မိန်းမမဟုတ်ပါဘူးပစ္စည်းဥစ္စာပေါ်မှာကြီးလူတို့ချမ်းသာမှုတည်မနေဘူးဆိုတာသူလဲဒိုးတီတလောက်တိတာပါပဲပြီးတော့လဲမင်းတို့နှစ်ဖက်လုံးဟာစင်းတောင်ဆင်းရဲမှာမဟုတ်ပဲကလားကွဒီတော့ကိုလှုပ်ချင်တဲ့အလုပ်ကောင်းတစ်ခုကိုလုပ်ရတာဟာချမ်းသာကြီးတစ်ခုပေါ့ကွဒါတော့ဟုတ်ပါရဲ့နှုတ်ပေမဲ့ငါတို့လင်းယောက်ျားရဲ့ဝတ္တရားတော့ပြက်တာအမှန်ပဲဒါတော့မတ်တင်ကခြေနဲ့ပြီးတာပဲသူကအခုမင်းလုံနေတာတွေမခြေနဲ့ကြောင်းများပြဘူးသလားဒီလိုတော့လည်းမပြပါဘူးတို့ပေတဲ့အလွန်မင်းမလုပ်ဖို့တော့အမြဲတည်းပေးတယ်တခါကမင်းကြီးကငါလုတ်ပုံကိုင်ပုံတွေမတင်ကားတယ်လို့ကြားတာနဲ့ငါတော့မသိဘူးသူ့ဟာသူမင်းကြီးစီသွားပြီးငါလုတ်ကင်တဲ့နီးတွေလမ်းမှန်ကြပုံပြောဆိုထင်ပါရဲ့ကွယ်မင်းကြီးကခြေနဲ့ယုံနေမကအဲ့ဒီနီးတွေပြန့်နှံ့စေမယ်လို့တောင်ပြောလိုက်သေးတဲ့နောက်တော်ကြလို့ငါနဲ့မင်းကြီးနဲ့တွေ့တော့မင်းကြီးကဟေ့မောင်မင်းမိမမတ်တင်ကမင်းထက်အပုံကြီးတာပါကလားပညာရောပြောပုံဆိုပုံရောအင်္ဂလိပ်စကားပြောများမင်းထက်အပုံကြီးတော်ပါကလားလို့တောင်ငါ့ကိုပြောသေးတယ်ငါအဲ့ဒါစိတ်မထွက်သေးလို့စိတ်ထွက်လို့ပြောရရင်ဓာတ်ထက်အများကြီးတော်ပါသေးတယ်လို့တောင်ငါကရဲပြောခဲ့သေးတယ်အေးလကွယ်လူရင်းမတော့လူသက်ထောင်မှုဖြစ်နေပါစေစေတနာထားတတ်လင်ဆောင်ရွက်တတ်လင်အထိုက်အလျောက်အကျိုးရှိတာပေါ့ကိုင်းကွယ်အခုတော့အလွန်ချစ်ခင်တဲ့လူတယောက်ကိုတေပြီးမှပြန်တွေ့ရသလိုငါအင်မတန်ဝမ်းမြောက်တယ်ငါကလည်းငါအပေါ်မှာအထင်လွဲနေတာတွေရှင်းသွားလို့အင်မတန်စိတ်ချမ်းသာသွားတာပဲကွအဲ့ဒါတွေထပ်ပို့ပြီးငါဝမ်းသာတာရှိသေးတယ်အခုအများအတွက်ဆောင်ရွက်ကြတဲ့လူတွေမှာအချို့လဲအရက်ရက်အနေနဲ့ရောက်အစည်းအဝေးတွေရောက်ဟောလာပြောလာလို့သတင်းစာတွေထဲပါအဲ့ဒီတော့အင်မတန်လူသိနှစ်ကြားရှိကြတယ်အခုတွေ့ရတာကတော့လူသိချင်းမရှိကြော်စောခြင်းမရှိသူများအကျိုးဖြစ်လျင်ပြီးရောဟဲဆိုပြီးအဟုတ်တကယ်အနစ်နာခံပြီးချိတ်ပြီးအလုတ်လုံနေတဲ့မင်းတို့လိုလူစားမျိုးတွေရှိသေးကြောင်းသိရတာနဲ့မြန်မာနိုင်ငံကြီးတို့ငါဖြင့်အပုံကြီးအားတက်သွားတာပဲကွယ်အမှန်မှာမင်းအခုလုပ်နေတာဟာငါတို့လွန်ခဲ့တဲ့73နှစ်အတွင်းမှာလုပ်တဲ့လုပ်ငန်းထက်တောင်အရေးရောက်အကျိုးရောက်တယ်လို့ထင်တာပဲတာရုကွယ်တာရုငါတငယ်ချင်းဖုံးကြီးပါစေတက်ရှိပါစေမြင့်မြတ်တဲ့အလုပ်ကိုကိုယ်စိတ်နှစ်ပါးချမ်းသာစွာနဲ့လှုပ်ဆောင်နိုင်ပါစေတာရုကွယ်တာရုဥဖိုးကြရဲ့ကိုတွေးဝတ္ထုများမှာမျိုးအုံမင်းဆိုတဲ့ဝတ္ထုတို့လေးဖတ်ရှုလုပ်ပေးပါပြီနောက်လာမည်ဝတ္ထုတို့များကိုလည်းဆက်လက်နာတော်တာဆင်ခန်းစားပေးကြပါအောင်ရှင်